ကဲဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်ပြီးတော့ဟိုဖြစ်နေတဲ့ဘင်္ဂလားဒေ့ရှ်မှာမောက်လူမျိုးတွေဗုဒ္ဓဘာသာဝင်တွေဟိုရှစ်တန်းသမီးလေးကိုတယောက်ကိုကလာတော့ရောက်ဝင်ပြီးတော့မဒိန်ပြင်းနေနော်မိသားစုအိမ်ရလူတွေဒီမှာစာနာပြကြတယ်စာနာပြတဲ့ဒီမှာဘာတွေဖြစ်လာလဲဆိုတော့သူတို့စာနာပြတာကိုအစိုးရဒီသူတို့ထောက်မခံတဲ့ဒီနောက်တာနော်ပြိပကဖန်တိလာတဲ့အိမ်နဲ့မီးရှို့လာတယ်နော်ဒီဟာလေးတွေနည်းနည်းနားဆင်ကြည့်ပါနော်ဒီဆက်ပြီးနားဆင်ကြည့်ပါဒီရခိုင်မလေးကိုကလား3កောင်ကမရင်းဝိုင်းကျင့်တယ်မရင်းဝိုင်းကျင့်တော့အဲ့အကြောင်းကိုမိသားစုကတိသွားရောမှာအဲ့ကရခိုင်ရွာတရွာလုံးကဆန္ဒပြတောင်းဆိုကြတယ်တရားမျှတမှုကိုရဖို့ပေါ့နော်အဲ့တော့မတရားမျှတမှုကိုရဖို့နေနေတတရွာဝမီတင်ရှို့တယ်ဟုတ်ပြီဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်နည်းရှင်းပြပေးမယ်နော်မင်းကဘင်္ဂလီပွားလားဒါမှမဟုတ်ဘင်္ဂလီတွေးပါလာတော့ငါမသိနော်ကိုယ်နိုင်ငံထဲမှာဒီလောက်မတိမငြိမ်ဖြစ်နေတယ်ပဋိပက္ခတွေဖြစ်နေတယ်စစ်ပွဲတွေဖြစ်နေတယ်ကိုယ်နိုင်ငံထဲကဟာကိုအရင်ဆုံးအာရုံမစိုက်ပဲကိုယ်နိုင်ငံကဟာကိုပြဿနာကိုကိုယ်အရင်ဆုံးမရှင်းပဲကိုယ်နိုင်ငံကိုအရင်ဆုံးငြိမ်းချမ်းအောင်မလုပ်ပဲဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်သွားပြီးစိတ်ပူနေတယ်ဟုတ်ပြီအခု line မှာရှိနေတဲ့အဲ့ဘင်္ဂလားဒေ့ရှ်မှာဖြစ်နေတဲ့ခက်ကြောက်သွားပြီးစိတ်ပူနေတဲ့အကောင်တွေအကုန်လုံးအမေလည်းမင်းတို့ဘင်္ဂလီတွေးပါလို့မင်းတို့အဲ့လိုစိတ်ပူနေတာတဘောပေါက်လားအဲ့ဆိုရင်ကဘာမှာရှိတဲ့59နိုင်ငံတော့ဘင်္ဂလီအတောင်းနဲ့အော်နေရပတ်ကြတော့ဘင်္ဂလားတွေးပါလားမြို့မှာပြန်မေးရပါစေဟမ်ဘင်္ဂလားတွေးပါလားလို့မင်းတို့ကအစ္စလာမစ်နဲ့ပတ်သက်လိုက်မင်းတို့ကိစ္စဟုတ်လားဗုဒ္ဓဘာသာနဲ့ပတ်သက်လိုက်လေကဘာမှာငါတို့ကိစ္စဆိုမင်းခွီကလာမင်းမှတ်ထားနော်မရင်းချင်းခံလို့မြန်မာနိုင်ငံပြည်သူနဲ့မဆိုင်ဟုတ်လားမင်းတို့မွတ်စလင်နိုင်ငံတနိုင်ငံမှာဖြစ်မင်းတို့မွတ်စလင်59နိုင်ငံလောက်ဝိုင်းអော်နေတယ်ဘာလို့လဲမင်းအဲ့ကမမြင်ဘူးလားပေါင်ကြီးဆိုတဲ့ကောင်စောက်ကလာဟဲ့မင်းတို့မွတ်စလင်နဲ့ပတ်သက်လိုက်မင်းတို့ကတပကာလုံးနဲ့ဆိုင်နေနော်မင်းတို့မွတ်စလင်59နိုင်ငံလုံးနဲ့ဆိုင်နေဟလားဒါကျွန်တော်တို့ဗုဒ္ဓဘာသာလူမျိုးဖြစ်တဲ့မင်းတို့ဒီဘင်္ဂလားဒေ့ရှ်မှာမာရမာဆိုတဲ့လူမျိုးတွေကိုအခုဒီမှာဘင်္ဂါလီတွေပေါ့နော်3ယောက်ရှိနေပြီအခုကဒီကိစ္စမင်းမသိမှတ်ထား3ယောက်ရှိနေပြီရခိုင်ကောင်မလေးတွေမတိတ်ချက်ခါနာ3ယောက်ရှိတယ်နော်အိမ်မီးချိုးတာတွေရောနော်လူတွေရော19ယောက်တနတ်နဲ့ကိထားတယ်သူတို့19ယောက်ရှိနေပြီနော်မင်းတို့ဘယ်လိုအနံจิตတာလဲဆိုတဲ့အောင်မင်းဗီဒီယိုဖိုင်နဲ့နာရှိတယ်နော်မင်းတို့ညကားနဲ့လာပြီးတော့နော်မင်းတို့ဂျီဟာလုံးမဲ့ပုံစံအခုမင်းတို့လူနည်းစုဖြစ်တဲ့နေရာတွေမင်းတို့အမြဲတမ်းအနိုင်ကျင့်တယ်နော်ဗုဒ္ဓဘာသာလူတွေဒါမင်းနဲ့မဆိုင်ဟုတ်လားမင်းနဲ့မဆိုင်ဘူးမွတ်စလင်ဖြစ်တာမင်းတို့အေးမဟုတ်တော့မြန်ဒီဗုဒ္ဓဘာသာလူတွေခံနေရရင်မင်းတို့နဲ့မဆိုင်ဘူးဒါပေမဲ့မင်းသိထားတဲ့နဲ့မင်းတို့ကမွတ်စလင်နဲ့ပတ်သက်လာရင်ကဘာမှာမင်းတို့နဲ့ဆိုင်တယ်လို့ဗုဒ္ဓဘာသာဖြစ်တဲ့လူတွေကလည်းဗုဒ္ဓဘာသာလူတွေထိလာရင်ကဘာမှာရှိတဲ့ဒီနိုင်ငံတွေနော်15နိုင်ငံလောက်ရှိတယ်ဗုဒ္ဓဘာသာဝင်နေတဲ့နိုင်ငံတွေနော်ဒါလေငါတို့ဗုဒ္ဓဘာသာလူနဲ့ပတ်သက်လာရင်ငါတို့နဲ့ဆိုင်နေဆိုတာမင်းမသိမှတ်ထားနော်ဒီနေ့ကစပြီးတော့မင်းအဲ့လိုခွေးစကားမပြောနဲ့နော်ဘင်္ဂလားဒေ့ရှ်မှာဗုဒ္ဓဘာသာလူနည်းစုဖြစ်တဲ့ဒီရခိုင်မျိုးနဲ့မာရမလို့ခေါ်တဲ့သူ့ဘုဒီရခိုင်မှာလူတုံးတက်ဖြစ်မှုဒီ59နိုင်ငံပဲရောက်သွားပြီလေမမြင်ဘူးလားဒီကောင်နဲ့ဆောက်လုံးနော်မဒိန်ကျင့်နဲ့ကော်မလေးတွေလည်းမဒိန်ကျင့်နဲ့ဒီဗီဒီယိုဖိုင်လက်တွဲဖို့တက်လာနေတယ်နော်ခင်ဗျားတို့ဒီညလူတွေဖြစ်တဲ့ဒီခင်ဗျားတို့အစ္စလာမစ်ဒီအချမ်းဖတ်တွေဒီမှာညကားနဲ့သွားတယ်နေကိမဲ့တနတ်နဲ့နော်ရဲတွေပေါ့နော်ဒီခမရတို့နိုင်မွတ်စလင်နိုင်ငံရဲ့ဒီဘင်္ဂလားဒေ့ရှ်ရဲတွေတနတ်နဲ့ဒီ19ယောက်တည်သွားပြီနော်လက်ရှိကစ်ကနော်မရိတ်ကျင်းတာ3ယောက်မြောက်ရှိနေပြီနော်လူမျိုးတုံးတက်ဖေးအိမ်မီးရှို့ဒီအောင်မသိဘူးလားလို့ကျွန်တော်ကမေးချင်တယ်ဒါကျွန်တော်တို့ဗုဒ္ဓဘာသာအနေနဲ့ဗုဒ္ဓဘာသာလူတွေထိလာရင်ဗုဒ္ဓဘာသာကဘာမှာရှိတဲ့နေရာတိုင်းမှာဟိုသိပါတယ်နော်ဒါကိုအကြောင်းပေးတယ်မှာဒီဗုဒ္ဓဘာသာလူမှာအနာတစ်ခါလိုက်အရင်လိုမဟုတ်အရင်လိုဒီဗုဒ္ဓဘာသာနိုင်ငံကြောက်ဆိုးနေအောင်ကျွန်တော်မပြောတော့ဒါမဲ့ချစ်ဆက်ပြီးဗုဒ္ဓဘာသာလူတွေထိဒီကဘာမှာရှိတဲ့ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တယ်နော်
တာဝန်ရှိကြောင်းလည်းကျွန်တော်အသိပေးပြောကြားလိုပါတယ်နော်သက်ဆိုင်ရာလူကြီးပုဂ္ဂိုလ်များမှာနဲ့ After the incident, Chakma of the southeastern Bangladesh hills between Aboriginal Marma tribesmen and the settler Bengali community over alleged gang rape of a tribal girl. Now, the incident took place in the Khagrachari districts, Goimara area, where violent clashes erupted despite restrictions under Section 144 amid heightened tensions over the reported rape of the girl. Some 270 kilometers northeast of Dhaka on the motorway. Police confirmed the deaths of 3 men without elaborating on their identities, while residents and witnesses said both feuding sides turned violent, setting ablaze each other's businesses and households in Khagrachari Hill District, one of the 3 hill districts of Chittagong Hill tracts bordering India and Myanmar. The statement issued by Bangladesh Home Ministry expressed deep sorrow over the incident. It also said that a major 3 policemen, including the commanding officer of Goimara police station and many others, they were injured in the attack. It vowed swift action against the culprits, saying that no criminal would be spared. Now, according to the police, the 8th grade schoolgirl belonging to Mara tribe was gang raped on her way from a private tuition and was reportedly found by her parents and neighbors at around midnight in an unconscious state in an isolated area in the town. She was treated at a local hospital, while police later arrested a Bengali teenager with military assistance. After the incident, Chakma and Marma tribes enforced a roadblock with burning tires, tree trunks and bricks, prompting authorities to enforce movement restrictions, but the action largely failed to quell the unrest. Boda Bada Lumio Chilu, Generuma Town, Chiyam, General, Boda Bada Lule, Deep Pioja Luvare, no? Bada Ipogo, and 9 year counts on, to 9 year Pogo Miama, Tamashi Jale, Jota Luvare. Boda Bada, Gabana Kawama, Generuma, Boda Bada Lumio Naima, Tamashi Jam, a deep Pioja Luvare, Come Male, go say she is a guy let talk